呀吼，阿拉妹明啦吧先，ဒီနေ့ကတော့အရန်ဆောက်လုပ်ကောင်းတဲ့ငါငပိရေချိုနီလေးကိုမျှဝေပေးချင်ပါတယ်ရှင်။ဒီငပိရေချိုနီလေးကကျမအမြဲတမ်းစူးစမ်းဖြစ်တဲ့နီလေးဖြစ်ပြီးတော့အရန်ကိုဆောက်လုပ်ကောင်းပါတယ်ရှင်။ကျမကတော့ငပိရေတစ်ခွက်နဲ့အတိုးမြုပ်တစ်ပန်းရှိနေပြီဆိုလို့ရှိရင်တော့ဘာဟင်းမှမလိုတော့ဘူးပေါ့နော်။အရန်ကြိုက်တဲ့အတွက်ကြောင့်ငပိရေကြိုက်တဲ့ရွှေတို့အတွက်လည်းအဆင်ပြေအောင်မျှဝေပေးပါမယ်ရှင်။အရင်ဦးဆုံးငပိရေကြိုဖို့အတွက်စက်သွန်ဖြူရဲ့ငရုတ်သီးရဲ့ကိုလှော်ထားပေးပါမယ်အစိမ့်လိုက်ထည့်တာနဲ့စားလို့ရှိရင်လှော်ပေးတာပဲဖြစ်ဖြစ်ပြုတ်ပေးတာပဲဖြစ်ဖြစ်အဲ့လိုမျိုးလုပ်တာကဘိုက်အောင်သက်သာစေပါတယ်နော်မလှော်ခြင်းရင်ပြုတ်ပေးပါနော်ပြီးပြီဆိုလို့ရှိရင်တော့ကျမတို့တေချာလေးကြိတ်ထားလိုက်ပါမယ်စက်သွန်ဖြူကိုများများလေးထည့်ပေးနော်အဲ့ဒါမှအနံ့လေးမှုအောင်လို့ပါငပိရေကတော့ကျမဒီအထုပ်သေးတစ်ထုပ်သုံးထားတယ်ပေါ့နော်သူကရေကို3စထည့်ခိုင်းတယ်ကျမကတော့ဒီပြစ်ပြစ်လေးလိုချင်တဲ့အတွက်ကြောင့်ရေ350 ml သုံးထားပါတယ်ငပိရေအယောင်လာပြီးတော့ဒီအနံ့အရမ်းပြင်းတာကိုထိန်းဖို့အတွက်ပေါ့နော်နနွမ်းမုံထည့်ပေးရပါမယ်ရှင်အရေကိုလေးမိမိလိုချင်တဲ့ပမာဏရောက်တဲ့အထိထားလို့ရတယ်နော်ခန်းအောင်ကြိုချင်လည်းရပါတယ်ကျမကတော့လုံးဝပွက်လာတဲ့အနေထားရောက်တော့ခါကျတော့ရက်လိုက်တယ်နော်သူကဒီလိုမျိုးအမြုပ်တွေထားလာဖြစ်တဲ့အတွက်ကြောင့်ဒီနားမှာပဲရှိပြီးတော့ပေါ့နော်တေချာလေးမှွေပေးဖို့တော့လိုအပ်ပါတယ်ရှင်ကိုလိုချင်တဲ့အရေပမာဏရောက်ပြီဆိုလို့ရှိရင်တော့စကားလေးနဲ့စစ်ချလိုက်ပါသူကလေအယိုးတွေပါတာဖြစ်တဲ့အတွက်ကြောင့်နော်တေချာလေးစကားလေးနဲ့စစ်ပေးပါနွမ်းမောက်ပါတာဖြစ်တဲ့အတွက်ကြောင့်အနှံ့ပြင်းတာလဲတက်တာပြီးတော့လေအယောင်လဲလာပါတယ်ဒါကတော့ငပိရေနဲ့တို့စားဖို့အတွက်ခြံထွက်ပူစီနန်လေးပါငပိရေကိုပူစီနန်နဲ့တို့စားတာအရန်ကြိုက်တယ်မှုေးလို့လေနော်ကဲဒီနေ့တော့ဒီလောက်နည်းနည်းလေးပေါ့နော်အခုမှစပြီးတော့တကယ်စားလို့ရမယ်ငပိရေကိုကြိုမှာပါကျမကစီအနှင်းငယ်ထည့်ပြီးတော့စီတက်ပေးပါတယ်ဒါကတော့အစောတော့ကြိတ်ထားတဲ့ကြက်သွန်ဖြူရဲ့ငရုတ်သီးလှော်ထားတာရဲ့ကိုဒီကြိတ်ထားတာလေးကိုကျမစီအနှင်းငယ်လေးနဲ့စီတက်လိုက်တယ်အဲ့ဒါခါမှာကြက်သွန်ဖြူလေးကလေးနည်းနည်းကျွတ်သွားပြီးတော့နံလေးကမှုေးလာတယ်ရှင်ပြီးရင်ငရုတ်သီးအကျန်းဘက်လေးထည့်သေးတယ်ရှင်ကျမငါးငပိရေကြိုမှာဖြစ်တဲ့အတွက်ကြောင့်ငါးအသားလေးရအောင်လို့တူနာတပူးထည့်လိုက်ပါတယ်မြန်မာပြည်မှာဆိုလို့ရှိရင်ဒီလိုမျိုးတူနာဘူးလွယ်တကူဝယ်လို့မရဘူးဆိုလို့ရှိရင်ငါးကိုအသားနှွန်ပြီးတော့ထည့်ရင်လည်းရပါတယ်ရှင်ဒါဆိုလို့ရှိရင်တော့ပြစ်ပြစ်လေးနဲ့ပို့ပြီးစားလို့ကောင်းတာပေါ့နော်အသားမြက်မြက်ငါးအသားဖက်လေးနေဆိုတော့လေပြီးရင်အစောတော့ကကျမတို့ကြိုထားတဲ့ငပိရေကိုထည့်လိုက်မယ်ပြီးရင်ဒီနေရာမှာနည်းနည်းလေးပွက်ပြီးတော့လေဒီအရီခန်းလာတဲ့အထိစောင့်မယ်ပေါ့နော်ဒါကတော့ဒီတကယ်လို့ကြက်ကြက်လေးလိုချင်တယ်ဆိုလို့ရှိရင်လည်းပွက်ပြီးတော့ကိုလိုချင်တဲ့အရီပမာဏရလို့ရှိရင်ချလိုက်ရတယ်ပေါ့နော်ကျမတို့ဒီတစ်ခါပြစ်ပြစ်လေးစားမယ်ဆိုပြီးတော့နည်းနည်းလေးရေကြတဲ့အထိကြိုပေးလိုက်တယ်အဲမှာလည်းအသားလေးနဲ့အရန်စားလို့ကောင်းပါတယ်ကျမလေးငပိရေရမ်းငံမှာဆိုတဲ့အတွက်ကြောင့်လေချုံမုံနှင်းငယ်လေးထည့်လိုက်တယ်ရှင်ငပိရေကြိုတဲ့အခါမှာကိုလိုချင်တဲ့အရီပမာဏထက်အရီကိုပို့ပြီးများပြီးတော့ခြံနော်ဘာလို့လဲဆိုတော့ငပိရေကအိုးဝါချလိုက်ပြီးဆိုတာနဲ့လေတူကိုခန်းသွားတာဖြစ်တဲ့အတွက်ကြောင့်ပါနော်ခုဆိုရင်တော့အရန်ကိုမှဆက်လုပ်ကောင်းတဲ့ငါငပိရေကြိုလေးရပြီပဲဖြစ်ပါတယ်ရှင်ကျမငပိရေဆိုလို့ရှိရင်ဒီကျွန်တော်ဘာမှကိုမလိုတော့ဘူးအရန်ဆက်လုပ်ကောင်းတဲ့အရန်လဲကြိုက်တယ်ငပိရေတစ်ခွက်ရှင်ပြီးတယ်ဘာဆိုဘာမှမလိုတော့ဘူးပေါ့နော်အရန်ကြိုက်တယ်အားလုံးပဲငပိရေအရန်ကြိုက်တဲ့ရွှေတို့အတွက်ဒီငပိရေနီးလေးကိုတစ်ခါလောက်စားကြည့်ပါအပေါ်ကနေပြီးတော့ဒီငုတ်သေးအကျက်မုတ်ထပ်ပြီးတော့ဒီဖြူပြီးစားလို့ရှင်လည်းအယောင်လေးလည်းအရန်လာတယ်ပေါ့နော်ဒါကတော့ကျွန်မငပိရေအတွက်အတူတပန်းပေါ့နော်ငပိရေကြိုက်တဲ့သူတွေအတွက်အရန်စင်ပြေစေမယ်လို့မျှော်လင့်ပါတယ်ရှင်ဂျန်နေ